ပြည်နယ်အဆင့်အဝေးပြေးအပြေးနီးပြတယောက်ဟာရှေးဦးလူတိုင်းမျိုးနွယ်စုတွေရှိတဲ့အရက်ကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာသူဟာအပြေးတန်တဲ့လူတိုင်းတယောက်ကိုရှာဖွေတွေ့ရှိပြီးခေါ်ဆောင်လာခဲ့တာပေါ့။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလူတိုင်းဟာပြေးလမ်းပေါ်ရောက်တဲ့အခါအစကတည်းကအာမပါပဲရှုံးနေခဲ့ပါတယ်။သူကိုယ်တိုင်လည်းငါဘာလို့ရုတ်တရက်ပြေးမရတော့တာလဲဆိုပြီးဇဝေဇဝါဖြစ်နေတယ်လို့နီးပြလည်းဘာဖြစ်လို့ဖြစ်မှန်းနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီနေ့ညနေသူတို့အတူတူညစာစားနေကြတဲ့အချိန်မှာတော့လူတိုင်းဟာသူမရင်ပါတဲ့ဖက်နှက်တွေကိုတက်တောင့်တက်တာမရှိလို့ချွတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတခိုးလို့အော်ဟစ်တန်တခုထွက်ပေါ်လာပါတယ်။တခိုးကသူတဝက်လောက်စားလက်စခင်ပန်းကိုဘယ်သူမှမရိပ်မိခင်မတော်တဆယူပြေးသွားတာပါ။အနာကစပွဲကလူတယောက်ကချက်ချင်းထားလိုက်ဖမ်းတယ်လို့လူတိုင်းကလည်းသူ့အစားအစာအခိုးခံရတာကိုမြင်တော့နောက်ကနေဝုန်းခနဲ့လိုက်ပါတော့တယ်။ကျန်တဲ့သူတွေကတော့ကြောင်ကြည့်နေကြတာပေါ့သူတို့မြင်နေရတာကိုတောင်သူတို့မယုံနိုင်အောင်ပါပဲသူတကယ်ကိုမြင်တာပဲဟဲ့ဆိုပြီးနီးပြကစိတ်လှုပ်ရှားစွာနဲ့ခုံပေါက်ပြီးအော်လိုက်ပါတယ်သူရွေးချယ်တာမှန်သွားပြီဖြစ်ကြောင်းနဲ့ဒီလူတိုင်းဟာတကယ်ကိုအားကစားပါရမီရှင်ဖြစ်တယ်ဆိုတာသူသိလိုက်ပါပြီလျှက်စစ်စကူတာနဲ့ပြေးနေတဲ့တကူနှစ်ယောက်ကတော့သူတို့နောက်ကလူတွေဘလို့တောင်ဒီလောက်မြန်လိုက်လာနိုင်တာလဲဆိုပြီးအံ့အားသင့်နေကြပါတယ်အရင်ဆုံးမိလာတဲ့သူကတော့ကမ္ဘာအပြေးချန်ပီယံမှာသူ့ရဲ့အရှင်ကိုဘယ်သူမှမကြော်နိုင်ခဲ့ဘူးပါဘူးဒါပေမဲ့ရုတ်တရက်ဆိုသလိုလူတိုင်းဟာသူ့လက်ကိုမြောက်ပြပြီးချန်ပီယံကိုပါကြော်တက်သွားပါတယ်ချန်ပီယံကသူ့ကိုကြည့်ပြီးမြင့်တက်သွားတာပေါ့အချိန်တိုင်းကရိယာကိုကြည့်လိုက်တော့တနာရီကိုကီလိုမီတာ80တောင်ပြနေပါတယ်ဒီလူကသူ့ကိုအမိလိုက်နိုင်လိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူးသူကဒီလူတိုင်းကိုလည်းအားကစားသမားတစ်ယောက်ပဲလို့ထင်နေတာပါဒါပေမဲ့လူရိုင်းကတော့သူ့ကိုဂရုတောင်မစိုက်ပါဘူးသူဟာအချိန်ကိုထက်မြင့်ပြီးတကိုးတွေရဲ့ရှေ့ကနေပိတ်ရက်ပြီးဖမ်းဆီးနိုင်တဲ့အထိကြော်တက်သွားပါတော့တယ်